မန္တလေးတိုင်းတွင်းကတော်လိုင်းရေးဖွဲ့တွေကနေလက်နက်စွပ်နေရပြန်တဲ့လူ900ကျော်ရှိတယ်လို့စစ်တပ်ကထုတ်ပြန်ပါတယ်။မန္တလေးတိုင်းတွင်းမှာလှုပ်ရှားနေတဲ့တော်လိုင်းရေးဖွဲ့အသီးသီးကနေလက်နက်စွပ်ပြီးနေရပြန်တဲ့လူ906ဦးကိုဒီနေ့မှမိဘတွေထံပြန်လည်အနှံခဲ့တယ်လို့စစ်တပ်ကထုတ်ပြန်လာပါတယ်။ဆီယနာသိန်း9နှစ်ကျော်ကာလအတွင်းမှာလက်နက်စွပ်နေရပြန်သူအရေးအတွက်2000ကျော်လာပြီလို့သိရပါတယ်။အခုလိုပြန်ရောက်လာကြတဲ့တော်လိုင်းရေးအင်အားစုတွေရဲ့အပေါ်မှာရောဘယ်လိုအမြင်ရှိနေကြပါသလဲ။ဒီကြောင်းကိုမဆန္ဒဝင်းကပြောပြမှာပါ။အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှာလက်နက်စွန့်နေရပြန်သူကြိုးစိုးပွဲဆိုပြီးအခမ်းအနားတရက်ကျင်းပခဲ့ပါတယ်။အဲဒီမှာအသက်15နှစ်ကနေ20ဝန်းကျင်ရှိလူငယ်တွေကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တအန်းတက် TNL နဲ့ဒနုပြည်သူလူမျိုးရေးတပ်တော်စစ်ဝစ်စုံတွေဝစ်ဆင်ထားတာတွေ့ရပါတယ်။စစ်ကော်မရှင်ထုတ်ပြန်တဲ့စီးရင်အရအမျိုးသမီးကြီးပဲအယောက်53ဦးအထိပါဝင်တယ်လို့ဆိုပါတယ်။အလင်းဝင်လာသူတွေနဲ့အတူပါလာတဲ့ဆိုပြီးလက်နက်မျိုးစုံ88လက်လက်ပစ်ဘုံသီး38ခုကြီး3000ကျော်နဲ့ဆက်ဆက်ပစ္စည်းတွေကိုလည်းစစ်တပ်ကပြသထားပါတယ်။ဒီနေ့ထုတ်ပြန်လာတဲ့လက်နက်စွန့်နေရပြန်သူ906ဦးဟာအခုနှစ်ဇန်နဝါရီကနေမတ်လအတွင်းစစ်တပ်ထံဆက်သွယ်ရောက်ရှိလာသူတွေဖြစ်ပြီးအာဏာသိမ်း9နှစ်တာကာလအတွင်းလက်နက်စွန့်နေရပြန်သူအယောက်2000ကျော်ရှိသွားပြီလို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ဒါအပြင်လက်ရှိအလင်းဝင်လာသူ906ဦးဟာမတရားစင်ကူတပိတ်ချင်းမိုးကုတ်ပသိမ်ကြီးအောင်မြေသာဆန်ချမ်းအေးသာဆန်ချမ်းမြသာစီပြည်ကြီးတကွန်အမရပူရမြို့တွေကလူငယ်တွေပါဝင်တယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့ကာလုံပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကလက်နက်စွန့်နေရပြန်သူတွေကိုစစ်တပ်ကစစ်ဆေးမေးမြန်းပြီးလက်နက်စွန့်မဲ့သူတွေထပ်စည်းရုံးလို့ရမလားဆိုတာမျိုးကိုလည်းမေးလေးရှိတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်။ဒါအပြင်အခုလိုလက်နက်စွန့်နေရပြန်သူတွေကကြံခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုသွေးဆောင်ဖျားယောင်းလှုံ့ဆော်မှုတွေရှိနေတယ်လို့မန္တလေးတိုင်းအတွင်းလှုပ်ရှားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကထုတ်ပြန်ထားပါတယ်။သစ္စာရှိစွာကြံခဲ့တဲ့ရဲဘော်တွေကိုလည်းလက်ရှိကြုံနေရတဲ့အကြက်အတဲတွေကိုကြော်ဖြတ်ပြီးလိုချင်တဲ့ပန်းတိုင်ကိုအရောက်သွားကြဖို့ TRI ဗျူဟာကတိုက်တွန်းထားပါတယ်။စစ်တပ်ထံအလင်းဝင်သူတချို့ရှိခဲ့ပေမဲ့စစ်တပ်ကကြီးညာထားတဲ့အရေးအတွက်တိုင်းမဟုတ်ဘူးလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကပြောပါတယ်။စကိုင်းတိုင်းကတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့တော်လှန်ရေးကာလအချိန်ကြာလာတာနဲ့အမျှအခက်အခဲမျိုးကြောင့်လက်နက်ဆွန့်သွားသူတချို့ရှိနေတယ်လို့ဆိုပါတယ်